ဒီကနေ့မှာတော့ဒါစစ်ကောင်စီဘက်ကပေါ့နော်ဒါထုတ်ပြန်လာပါတယ်ဆိုတော့ဒီ PDF အယောက်150အလင်းဝင်လာတယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီသတင်းချက်လက်တွေပေါ်အခြေခံပြီးတော့အရေးကြီးတဲ့အကြောင်းအရာတွေကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အစကတော့ဒါနဲ့ပတ်သက်လို့ကျွန်တော်မပြောဘူးဆိုပြီးတော့တွေးထားပေမဲ့ပေါ့နော်ဒါပေမဲ့စစ်ကောင်စီဘက်ကဒီလိုမျိုးလှုပ်ပြလာတာဖြစ်တဲ့အတွက်ကျွန်တော်တို့သတိထားရမယ့်အရာတွေရှိလာတယ်ပြင်ဆင်ရမယ့်အရာတွေလည်းရှိလာတယ်ပေါ့နော်အဓိကတော့ကျွန်တော်တို့ဒါအကြီးပိုင်းနေဒါကျွန်တော်တို့ဒါတာဝန်ရှိတဲ့သူကြီးပိုင်းနေအနေနဲ့ပေါ့နော်ဒါတွေကိုအချိန်မီပြင်ဆင်နိုင်ဖို့အတွက်ရေးကြီးလာတယ်ဆိုတဲ့အကြောင်းတွေလည်းကျွန်တော်ဒီထဲမှာနည်းနည်းလေးအကြံပြုကျင်တယ်ပေါ့နော်အားကြောင့်လို့ဒီအကြောင်းအရာလေးကိုကျွန်တော်ရွေးချယ်ပြီးတော့ပြောပြမှာဖြစ်ပါတယ်အဲ့တော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF အပါဝင်ပေါ့နော်တော်လိုင်းရေးတပ်ဖွဲ့အသီးသီးမှတပ်ဖွဲ့ဝင်150ဦးကိုမိဘအုပ်ထိန်းသူများထံလွှဲပြောင်းအနံ့ကြောင်းဆိုပြီးတော့စစ်ကောင်စီဘက်ကထုတ်ပြန်လာတာရှိတယ်ဝေဆဆပဲသူတို့ဘက်ကထုတ်ပြန်လာတဲ့ပုံစံတိုင်းပဲပေါ့နော်သူတို့ရဲ့သတင်းမီဒီယာတွေသူတို့ရဲ့သတင်း channel တွေအဓိကတော့ဝါဒဖြန့်မှုအတွက်ကိုပေါ့နော်ဝေဆဆလှုပ်လာရရှိတယ်ဒါကဘာကိုရည်ရွယ်သလဲဒီရည်ရွယ်ချက်တွေရဲ့နောက်မှာဘာတွေရှိသလဲပေါ့နော်ပြီးတော့သူပြောသလိုပဲကျွန်တော်တို့ PDF တပ်ဖွဲ့တွေကတကယ်အလင်းဝင်နေပြီလားအလင်းဝင်နေတယ်ဆိုတော့ PDF တပ်ဖွဲ့တွေကဘယ်လိုပုံစံမျိုးလဲဒါတွေကိုဘယ်လိုအချိန်မီပြင်ဆင်ကြမလဲဆိုတဲ့အကြောင်းကိုဒီကနေ့မှာကျွန်တော်တက်နိုင်တဲ့လောက်လေးဝေမျှပေးသွားမှာဖြစ်ပါတယ်အဲ့တော့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ထဲမှာပေါ့နော်ဒီ150ပေါ့နော်150ထဲမှာအမျိုးသား142ဦးနဲ့အမျိုးသမီး9ဦးပါဝင်နေဆိုပြီးတော့ထုတ်ပြန်ထားတယ်ဒီ150ကလက်နက်ခဲယမ်းနေတဲ့အတူဥပဒေပေါင်းအတွင်းဝင်ရောက်လာတာကြောင့်မလို့ကြိုးဆိုတယ်ဆိုပြီးတော့အခြေဆိုင်လေပိုင်းတိုင်းစစ်ဌာနချုပ်ပေါ့နော်ဒါသူ့ရဲ့ရန်အောင်မြင်ခမ်းမအဲ့ခမ်းမမှာပြုတ်လုပ်ပြီးတော့မန္တလေးတိုင်းဝင်ကြီးချုပ်ဒါမျိုးအောင်စကားပြောဆက်5လုံးကြည်ရင်35ခုကြီး982တောက်ကြီးကအင်ကြီး4တယ်ပြောရင်းနဲ့ရည်ချင်းလာအဲ့လောက်ပုံစံမျိုးရလာတယ်ဆိုပြီးတော့သူကထည့်ပြီးတော့ပြောသွားတာပေါ့လေနော်အဲ့တော့စစ်ကောင်စီဘက်ကတော့သူတို့ရဲ့လုံးမဲ့လုပ်ငန်းစဉ်တွေအတိုင်းကိုသူတို့ကဇက်တိုက်လှုပ်ဆောင်သွားမှာဖြစ်တယ်ရွေးကောက်ပွဲလုပ်မယ်ဒေါ်လာရေးတွေကအားနေတဲ့အဖွဲ့တွေကိုခွဲထုတ်မယ်ပြီးရင်ဒေါ်လာရေးထဲမှာအားကောင်းနေပါတယ်ဆိုတဲ့အဖွဲ့တွေကိုထုတ်ခွဲမယ်အချင်းချင်းပြဿနာတက်အောင်လုပ်မယ်အချင်းချင်းပြဿနာတက်နေမှာသူတို့ဘက်ကိုအာယုံမဆိုင်နိုင်မှာဆိုတဲ့ဟာမျိုးနဲ့သူတို့ကတော့ရည်ရွယ်ပြီးတော့သူတို့လုံမယ်ဆိုတဲ့ဟာတွေကတော့ဇက်တိုက်လုံနေမှာပဲပေါ့နော်ပြီးရင်သူတို့နဲ့အခုချိန်ထိဒါပူပေါင်းလှုပ်ဆောင်နေကြပါတယ်ဆိုတော့တိုင်းရင်းသားဒါလက်နက်ကင်အဖွဲ့တွေနဲ့လည်းဒါပေးယူလောက်တာတွေရှိလာလိမ့်မယ်ဒါနောက်အစိုးရကိုလက်ခံလာအောင်ဆိုတဲ့ပုံစံမျိုးနဲ့နီးလန်းမျိုးစုံသူကသုံးလိမ့်မယ်ပေါ့စေုံတုံတော့မရှိဘူးတွေးသမျှကောင်တွေဆွဲခေါ်ပြီးတော့ဒါဖြည့်ခိုင်းနေတာတွေဓာတ်ပုံရိုက်နေတာတွေမှတ်တမ်းလုပ်နေတဲ့ဟာတွေကိုဒါတိတာထင်ရှားစွာတွေ့ရပါတယ်ပြီးရင်ဒါနထိုးကြီးကဘိုးစိုးအောင်တို့စီကိုရောက်သွားပါတယ်ဆိုတော့ဒါတယောက်နဲ့လေပေါ့နော်သူကအင်တာဗျူးပုံစံမျိုးမျက်နှာကိုဝါပြီးတော့လှုပ်ထားတွေ့ရတယ်ပေါ့နော်ဘာကိစ္စမျက်နှာဝါလဲကျွန်တော်ပြောကျွန်တော်တို့ဒီဘက်ကတော်လိုင်းတပ်ဖွဲ့ဝင်တွေပေါ့နော်ဒါစစ်ကောင်စီဘက်ကအလင်းဝင်လာတယ်ဆိုရင်တော့ကြီးတောက်ရှင်ပါလာတဲ့လက်နက်နဲ့ပြီးရင်စုငွေပေးနေတဲ့ဟာနဲ့ဒီလိုမျိုးတပ်ပုံရိုက်ပြီးတော့တင်ပေးတာမျိုးရှိတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီဘက်ကကောင်တွေကအဲ့လိုပုံစံမျိုးမလုပ်ဘဲနဲ့ဒီလိုမျိုးဝါဒဖြန့်မှုတက်တာလုပ်နေတယ်ဆိုတဲ့ဟာတွေကိုလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့ရုပ်သံဖိုင်ကြည့်ရတဲ့အချိန်မှာလည်းတော်တော်လေးရည်စရာကောင်းပါတယ်အဲ့ရုပ်သံနဲမှာလဲပေါ့နော်ဒါ PDF ခေါင်းဆောင်တွေကိုပုံဖြတ်ဖို့အတွက်မျိုးစုံဒါသူတို့ကြိုတင်ဆက်တိုက်ပြီးတော့ပြောဆိုခိုင်းထားတဲ့ဟာတွေလည်းအများကြီးရှိတယ်ပေါ့နော်ဘိုးစိုးအောင်ကမိမတွေအများကြီးယူထားတယ်တို့အဲ့မှာဘိုးစိုးအောင်ပြန်ရှယ်ထားတာတော့ရှိသေးတယ်ဟာဘလို့ဖြစ်တာလဲပေါ့မိမတွေအများကြီးယူထားတယ်ဒါရန်ကုန်ငယ်ကိစ္စတွေဆိုရင်လည်းသူ့ဘာသူပဲလှုပ်တယ်ကျွန်တော်တို့ဘာမှမသိရဘူးသူဘေးနားမှာရှိပါတယ်ဆိုတဲ့အဆောင်ရောင်တွေကလည်းအကောင်းစားဘာညာကားတွေဆိုင်နေအဲ့လိုပုံစံမျိုးပြောသွားတယ်ပေါ့နော်။အိုးမောင်စိုးအောင်တို့ကတကယ်ရီးနေတော့မှအဲ့ဘွဲတွေကပေါ့နော်။အဲ့တော့စစ်ကောင်စီကဒီလိုမျိုးပုံစံမျိုးတွေကိုဘာကြောင့်လုပ်နေရတာလဲ။ဘလို့အခြေအနေမျိုးမလို့ဒီလိုပုံစံတွေသူတို့ထုတ်ဖော်နေရတာလဲပေါ့နော်။ပုံမှန်ဆိုရင်ဒီကောင်တွေက PDF တွေကိုနိုင်နေတယ်ဆိုရင်အဲ့လိုမျိုးပုံစံမျိုးမလုပ်ဘူး။အခုလိုအခမ်းအနားတွေလည်းမလုပ်ဘူး။ဒီလိုမျိုးသတင်းထုတ်ပြန်တာတွေလည်းမလုပ်ဘူး။တကယ်ပြောတာစီရေးပဲဖြစ်ဖြစ်တိုက်ပွဲဖြစ်စင်ပဲဖြစ်ဖြစ်မထုတ်ပြဘူးပေါ့နော်တကယ်သာသူတို့နိုင်နေတယ်ဆိုရင်အခမ်းအနားပုံစံမျိုးတွေမလုပ်ဘူးအတန်တွေပဲတိတ်နေမှာပေါ့နော်သူတို့ရှုံးနေလို့ပေါ့နော်အဲ့တော့ PDF ကိုနာမည်တက်ပြီးတော့အထက်ပြောနေတာကဒါကြောက်နေတယ်ဆိုတဲ့တက်တွေကိုတွေ့ရတယ်အရင်တော့ကသိတဲ့အတိုင်းပဲဒါ PDF တက်ဖွဲ့တွေဆိုရင်သူတို့အဲ့လိုမျိုးမပြောဘူးပေါ့နော် PDF ကိုတော့မှတိတ်ပြီးတော့စကားထဲမှာထဲ့မပြောတဲ့ပုံစံမျိုးသူတို့လှုပ်ထားတာအတိမမပြုတ်ဘူးဆိုတဲ့ပုံစံမျိုးလှုပ်ထားတာအခုကျတော့ PDF ကကြီးပဲသူတို့ကိုကြိတ်နေတဲ့ဟာတွေကများလာတယ်အဲ့ဒါကြောင့်မလို့ဒါ PDF တွေကိုသူတို့ပြန်ပြီးတော့ပုံဖြတ်ဖို့အတွက်စူးစမ်းနေရရှိလာတယ်အခုလိုအကြောင်းအရာတွေပြောရဲဆိုတဲ့ဟာကကျွန်တော်ခုနပြောသလိုပုံဖြတ်ဖို့ပြီးတော့ဒါနထိုးကြီးဘိုးဆိုးအောင်ပြောမယ်ဆိုရင်မြင်းညံဒါရင်း30ပေါ့နော်တနည်းပြောမယ်ဆိုရင်ဒီအဖွဲ့တွေကသူတို့ကိုခုနောက်ပိုင်းမှာတော်တော်လေးကိုပြင်းပြင်းထန်ထန်ချနေတာအခုရက်ထဲမှာမြေပြင်မှာတကယ်ပွဲကြမ်းနေတာပေါ့နော်သတင်းနေတာမထုတ်ပြန်တာပဲရှိတယ်ဒါဒီတပ်ဖွဲ့တွေတကယ်ပွဲကြမ်းနေတာပေါ့နော်စစ်ကောင်စီကဒါဘိုးဆိုးအောင်တို့အဖွဲ့ကိုဒါဘယ်လောက်ထိသူတို့တွေစိုးနေတယ်လဲဆိုတော့ဒီတိုးလို့မရလို့ပေါ့နော်ဒီကြောင်းတွေတိုးလို့မရတဲ့ခါကျတော့ဒါဝေဟင်ကနေပြီးတော့သူတို့ drone တွေနဲ့ဘုံကျဲတဲ့ခါမှာ blue high တောင်ကျဲတယ်ဆိုတော့မီးလောင်ဘုံတွေကျဲတယ် acid ဘုံတွေကျဲတယ်ဒါကြောင့်မလို့ထိခိုက်တန်ရာရတဲ့ရဲဘော်တွေလည်းရှိပါတယ်6ယောက်လောက်ထိခိုက်တာရှိတယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ကိုဒီကောင်တွေဖိဖို့အတွက်စူးစမ်းနေတာပြောမယ်ဆိုရင်ဒါဒီအဖွဲ့တွေလက်တံပြောင်ပြောင်နဲ့စော်နေတာဒါစစ်ကောင်စီကတော်တော်လေးအထိနာလာတယ်ပြောမယ်ဆိုရင်ပြီးတဲ့တပ်ဖွဲ့တွေကလည်းတကယ့်ကိုအကြီးကြီးတွေဖြစ်လာတယ်ပေါ့
အားကြောင့်မလို့သူတို့အတွက်ဖြည့်ရှင်းစရာပြဿနာတစ်ခုအနေနဲ့ဖြစ်လာကြတယ်ဒါကြောင့်မဲစစ်ကောင်စီကဒါကြီးရွယ်ပြီးတော့ပုံဖြတ်တာတွေလုပ်တယ်ပြီးတော့ဒါ PDF ထဲကိုဝင်မဲ့နောက်ထပ်လူငယ်တွေပေါ့နော်မဝင်ရဲအောင်ဆိုတဲ့ပုံစံမျိုးတွေလုပ်ချင်တယ်ရှိနေတဲ့သူတွေထွက်သွားအောင်လုပ်ချင်တယ်အင်အားတွေနည်းစေချင်တယ်ဆက်ပြီးတော့ကြီးထွားလာတယ်ဆိုရင်စစ်ကောင်စီကအခြေအနေကစိုးတော့မယ်ဒီဘက်မှာဆုထားပါတယ်ဆိုတဲ့သူတွေကပြင်းမဲ့ဆိုတဲ့သူတွေစစ်ကောင်စီဘယ်နာရှိလိုက်ပြင်းပါမယ်ဆိုတဲ့သူတွေကိုစုထားတာဖြစ်တယ်ဗောနော်အဲအကြောင်းလို့ဒါ PDF ခေါင်းဆောင်တွေကိုလည်းသူကပုံဖြတ်ဖို့အတွက်လုပ်တာဖြစ်တယ်ဒီခေါင်းဆောင်တွေကဒီလိုမျိုးလုပ်တဲ့ဒီလိုမျိုးဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာဒီတချို့နားမလည်တဲ့သူတွေမသိတဲ့သူတွေကကြတော့ဟာအဲ့ဆိုရင်တော့ဝင်လုံးမဖြစ်ဘူးဆိုတဲ့စိတ်တွေဖြစ်သွားလိမ့်မယ်ဗောနော်အဲအကြောင်းလို့ကျွန်တော်တို့အခုလိုမျိုးရှင်းပြပေးမဲ့လူတွေကအများကြီးပို့ပြီးတော့လိုအပ်လာတယ်အများကြီးရေးကြီးလာတယ်ဗောနော်အခုလိုမျိုးပေါ့နော်ဒါအခမ်းအနားလှုပ်တာရဲ့နောက်ွယ်မှာနောက်ထပ်ရည်ရွယ်ချက်ကြီးရှိသေးတယ်အဲ့တော့နိုင်ငံတော်အဆင့်ကိုသူတို့ကရည်ရွယ်ပြီးတော့လှုပ်တာပေါ့နော်တိုင်းမှုအဆင့်နေတိုင်းဝင်ကြီးချုပ်အဆင့်နေတောင်တက်ရောက်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့တွေကပုံဖော်ထားတယ်ပေါ့နော်ဒါတမင်လှုပ်တာဗျာပြောမယ်ဆိုရင်ဒါတွေကိုတမင်ထုတ်ပြန်တာမီဒီယာတွေကနေပြီးတော့လေဒီလိုထုတ်ပြန်ချက်ပေါ်မှာဒါကိုးကားပြီးတော့ရေးကြတာပြုကြတာသတင်းတင်ကြတယ်ဒါလှုပ်လာလိမ့်မယ်ပေါ့နော်ပြီးရင်ဒါစစ်ကောင်စီ lobby တွေကလည်းဖြန့်မယ်သူတို့ရဲ့ဝါဒဖြန့် channel တွေကလည်းဖြန့်ကြမယ်ဒီလိုမျိုးဖြန့်ကြတဲ့ခါကျတော့နိုင်ငံတကာကတွေ့မယ်အဓိကသူကနိုင်ငံတကာကိုပြကျင်တာသူတို့ရဲ့ရွေးကောက်ပွဲရွေးကောက်ပွဲကိုသူကဘာပြောထားလဲဆိုတော့ဒီရွေးကောက်ပွဲပြီးသွားရင်နိုင်ငံကအေးချမ်းသွားမယ်ရွေးကောက်ပွဲပြီးသွားရင်နောက်ထပ်တက်လာမယ့်အစိုးရကဒါငြင်းငြင်းဆောင်ရွက်နိုင်မယ်ဆိုတဲ့ပုံစံမျိုးသူတို့ကပုံဖော်ခြင်းတာပေါ့နော်အဲကြောင့်ရွေးကောက်ပွဲပြီးသွားရင်အေးချမ်းသွားလိမ့်မယ်ဆိုတဲ့ဟာမျိုးကိုနိုင်ငံတကာကိုပြကျင်တာဒီလိုမျိုးရွေးကောက်ပွဲပြီးသွားပြီဆိုတဲ့အချိန်မှာဟာတွေ့လာလက်နဲ့ကင်ထားပါတယ်ဆိုတဲ့သူတွေတော့မှအလင်းဝင်လာနေပြီဒါအရေးကြီးတယ်နိုင်ငံကပြန်ပြီးတော့တည်ငြိမ်လာတော့မယ်ဆိုတဲ့ပုံစံမျိုးတွေသူတို့ပြကျင်တာဖြစ်တယ်ပြောမယ်ဆိုဇလန်းစင်တာပေါ့ဗျာဒီလိုမျိုးဇလန်းစင်တဲ့ဟာတွေကလည်းနောက်ပိုင်းမှာထပ်ပြီးတော့တွေ့မြင်လာရဖို့ရှိပါတယ်နောက်တစ်ချက်ကတော့တော်လိုင်းတပ်ဖွဲ့တွေကိုစိတ်သက်ကြစီနေတာပေါ့နော်ဒါပြောမယ်ဆိုရင်ဟာမင်းတို့ရဲ့လူတွေတောင်ပြန်လာနေပြီဆိုတဲ့ပုံစံမျိုးနဲ့ဒါ PDF တပ်ဖွဲ့တွေကြားထဲမှာတန်တရားတွေထည့်ပေးမယ်လူလူကဒါတွေကိုမြင်တွေ့ရတဲ့ခါကျတော့စိတ်သက်ကြဆင်းတာတွေရှိလိမ့်မယ်ဒါမသိတဲ့သူတို့ဒါပေမဲ့တစ်ခုရှိတာဒီကောင်တွေအုံနောက်နေတာပေါ့နော်အမှန်တရားကိုမျက်နှိုးပါတယ်ဆိုတဲ့သူတွေအမှန်တရားဘက်မှာရက်တည်ပါတယ်ဆိုတဲ့သူတွေကဒီကောင်တွေလောက်အုံနောက်မနေဘူးအကုန်လုံးကစဉ်းစားတတ်လို့တွေးခေါ်တတ်လို့ဆုံးဖြတ်တတ်လို့ပေါ့နော်ကိုပိုင်အသိဉာဏ်ရှိလို့ဒါအမှန်တရားဘက်ကိုရက်တည်တာဒီကောင်တွေကိုစန့်ကျင်ကြတာပေါ့နော်အဲကြောင့်ဒီကောင်တွေလောက်တော့အုံနောက်မနေဘူးအဲ့ဒါကိုဒီကောင်တွေကအခုနလိုမျိုးဒါရည်ရွယ်တယ်ဆိုတာတော့တော်တော်လေးအံ့ဩစရာကောင်းတယ်ပေါ့နော်အဲ့တော့လွယ်သလားခက်သလားယာမပေါ့ဒီလောက်လွယ်သလားပေါ့နော်ဘာကြောင့်လဲဆိုတော့တော်လိုင်းဘက်မှာကျွန်တော်တို့လူတွေရှိသေးတယ်ကျွန်တော်တို့လူပြန်ပြီးတော့ရှင်းပြမဲ့သူတွေရှိသေးတယ်ပေါ့နော်မင်းတို့ရဲ့လုပ်ရက်တွေကမင်းတို့ရဲ့နောက်ွယ်ကရည်ရွယ်ချက်တွေကဘာတွေလဲဆိုတဲ့ဟာတွေကိုပြန်ပြီးတော့ပြောပြပေးမဲ့သူတွေလည်းတော်လိုင်းတပ်ဖွဲ့တွေဘက်မှာအများကြီးရှိပါသေးတယ်ဆိုတော့ဒါသိရမှာပါဗောနော်အဲ့တော့ကျွန်တော်တို့ကတော့ဆက်ပြီးတော့ပုံမှာပဲဗောနော်ပြီးတော့ဒါမင်းတို့ကောင်တွေဗောနော်တော်လိုင်းတပ်ဖွဲ့တွေနဲ့တော်လန်ပြည်သူတွေကိုအထင်သေးလွန်းတယ်ဗောနော်မင်းတို့အဲ့လောက်အထင်မသေးနဲ့မင်းတို့လောက်ငြိမ်နေတဲ့လူတက်ရောက်မှမပါဘူးအဲ့တော့အခုလိုပြောလို့ဒါ PDF တွေအမှောင်ဝင်တာမရှိဘူးလားဆိုတော့ရှိတယ်ဒါတယောက်စနှစ်ယောက်စစသဖြင့်ဝင်ကြတာရှိတယ်ဗောနော်အုပ်စုလိုက်ကြီးစစ်ကြောင်းကြီးတစ်ခုလုံးကြီးအဲ့လိုမျိုးဝင်သွားကြားဘူးလားဒီနေ့ဒီချိန်ကြီးမရှိဘူးကဲပြောတာဒီခေါင်းနေလုံနေတဲ့ပုံစံကတကယ်ကိုရည်စရာဟာတာတွေဖြစ်နေတော့ဗောနော်ဒါပေမဲ့လုံးဝဗောနော်ခုနလုံးဝကြီးမရှိပါဘူးဆိုပြီးတော့ကျွန်တော်ပြောင်းကြီးညင်းနေတာမျိုးမဟုတ်ဘူးရှိတယ်တယောက်စားနှစ်ယောက်စား3-4ယောက်ဒီလိုမျိုးပုံစံမျိုးတွေဝင်တာတွေလည်းရှိတယ်အဓိကတော့အမှောင်ဝင်တယ်လို့ပဲကျွန်တော်သုံးသွားမယ်ဗောနော်အဲ့တော့ PDF တပ်ဖွဲ့တွေကဘလို့အခြေအနေမျိုးတွေမှာတော်လိုင်းကိုစွန့်ခွာသွားကြတယ်တော်လိုင်းကနေထွက်သွားကြတယ်အဲ့လိုတော်လိုင်းကနေထွက်သွားကြတဲ့သူတွေထဲမှာဘလို့မျိုး PDF တပ်ဖွဲ့တွေကစစ်ကောင်စီဘက်ကိုကူးပြောင်းသွားတာလဲပြောမယ်ဆိုရင်အမှောင်ဝင်သွားတာလဲပေါ့နော်ဘလို့မျိုးစားထဲမှာပါတဲ့သူတွေကအမှောင်ဝင်တာလဲဆိုတဲ့ဟာကိုလည်းကျွန်တော်လေ့လာလို့ရသလောက်ကျွန်တော်စုံစမ်းလို့ရသလောက်ဝင်မြပေးချင်ပါတယ်ပထမတစ်ချက်ကျွန်တော်မြင်ရတာကတော့ခံယူချက်မခိုင်မာတာပေါ့နော်ဒါကတော့အမှန်တိုင်းပြောတာပေါ့နော်ဒါ PDF တိုင်းခံယူချက်မခိုင်မာဘူးဆိုတဲ့ပုံစံမျိုးလဲကျွန်တော်ပြောတာတော့မဟုတ်ဘူးဒါအနေချင်းပေါ့နော်အဲ့တော့တော်လိုင်းရေး3-4နှစ်ထိနေသားသလိုနေခဲ့ကြတဲ့လူငယ်တွေရှိတယ်တကယ်ပါအဲ့ဒါအခုလက်ရှိအခြေအနေမှာကိုပဲအများကြီးရှိတယ်ဗောနော်အဲ့လိုမျိုး3-4နှစ်ထိနေခဲ့ကြတယ်ဒါပေမဲ့လုံးဝစစ်ကောင်စီဘက်ကပေါ်တာတွေဆွဲတယ်ဒုက္ခတွေပေးတယ်မိသားစုတွေကိုစစ်မှုတန်းနဲ့ပတ်သက်တဲ့ဟာမျိုးတွေပေါ့လာပြီးချင်းချောက်တာမျိုးလုပ်တဲ့ခါကျတော့လုံးဝနေလို့မရတော့ဘူးနိုင်ငံခြားထွက်ဖို့ကြိုးစားတယ်နိုင်ငံခြားထွက်လို့လည်းမရအောင်စစ်ကောင်စီကနှီးမျိုးစုံနဲ့ပိတ်ထားတယ်တမျိုးနယ်ကနေတမျိုးနယ်မကူးနိုင်အောင်လားအစားလှုပ်ထားတယ်တမျိုးကနေပြီးတော့တမျိုးသွားလို့မရအောင်အားစားဒါပိတ်ထားမျိုးရှိလာတယ်ဗောနော်အားကြောင့်မလို့သူတို့တွေဘာတွေတွေးလာလဲဆိုတော့ PDF ထဲသွားမယ်ဗောနော်အဲ့လိုမျိုးပုံစံမျိုးတွေတွေးလာတယ်တချို့ဆိုရင်ဒါဘလိုတွေတောင်ရှိလာလဲဆိုတော့ဒုတိယနိုင်ငံဗောနော်ဒါအိန္ဒိယနိုင်ငံတွေထိုင်းတို့တရုတ်တို့ဒါမျိုးတွေကိုသွားခြင်းလို့အတွက်ဗောနော် PDF အခဏဝင်လှုပ်တဲ့သူတွေတောင်ရှိတယ်ဗောနော်အဲ့ဒါတကယ်ပြောတာတကယ်ဒါကျွန်တော်စုံစမ်းသိရှိရ PDF တပ်ဖွဲ့တွေစီကနေသိရတဲ့အချက်လက်တွေကိုပြောပြတာဗောနော်အဲ့တော့ဒီလိုခံယူချက်မခိုင်မာတဲ့သူတွေရီမန်းချက်ကဒါတော်လိုင်းအောင်ဖို့မဟုတ်ဘူးဆိုတဲ့သူတွေက PDF တွေတွေ့ကြုံနေတဲ့အခက်အခဲတွေကိုရင်မဆိုင်နိုင်ဘူးရေရှည်ရင်မဆိုင်နိုင်ဘူးရေရှည်မတောင့်ခံနိုင်ဘူးပေါ့နော်ပြောမယ်ဆိုရင်ဟိုးအစကတည်းကနေမှဒီနေ့ဒီချိန်ထိပါဝင်လာပါရဆိုတဲ့ PDF လူငယ်တွေကကြတော့ဟိုးလုံးဝအစပြဘာမှမရှိပါဘူးဆိုတဲ့အနေထားကနေပြီးတော့စခဲ့ကြတာတချို့ဆို2ယောက်3ယောက်ကနေစပြီးတော့လှုပ်လာခဲ့ကြတာပေါ့နော်ငါကြအခက်အခဲတွေအများကြီးကြုံခဲ့ကြတာ
အဲ့လိုအခက်အခဲတွေအများကြီးကြုံလာတော့မှပဲလုံးဝခံယူချက်ပြင်းပြင်းထန်ထန်နဲ့ဒီနေ့ဒီချိန်ဒီတိုက်ပွဲဝင်နေကြတဲ့သူတွေရှိတယ်ပေါ့နော်ဒါပေမဲ့ခုနလိုမျိုးဟာတွေကြတော့အဲ့လောက်ကြီးတွေခံယူချက်တွေမခိုင်မာတော့ပြီးတော့ကြတော့ဒီပင်ပန်းမှုတွေခက်ခဲမှုတွေဆင်းရဲမှုတွေဒီဒဏ်တွေကိုမခံစားနိုင်ဘူးပေါ့နော်ခဏလောက်ငက်ပြက်လာပြီဆိုရင်အဆင်မပြေတော့ဘူးခဏလောက်မအေးရမပြူရဖြစ်လာပြီဆိုရင်အဆင်မပြေတော့ဘူးဒါမျိုးပုံစံမျိုးတွေပေါ့နော်အဲ့ဒါကြောင့်မလို့ပြန်ပြီးတော့ထွက်သွားကြတဲ့သူတွေရှိတယ်အဲ့လိုမျိုးပြန်ထွက်သွားတဲ့သူတိုင်းလည်းဒါစစ်ကောင်စီဘက်ကိုအမောင်ပြန်ဝင်သွားတဲ့သူတွေတော့မဟုတ်ဘူးဗျဒါရှားတယ်ပေါ့နော်နောက်ထပ်ရှိသေးတယ်နောက်တစ်ချက်ကကြတော့ဒါ PDF အများစုကတနည်းပြောမယ်ဆိုရင်အားလုံးနီးပါးကလက်နက်ခဲယမ်းစားနပ်ရိက္ခာချက်ဝတ်တစားအဓိကဒါ uniform ပဲဖြစ်ဖြစ်ဒါ equipment ပဲဖြစ်ဖြစ်ပြီးရင်ဒါကြီးကအင်ကြီးကအုပ်တို့ဒါမျိုးပေါ့နော်ဒီဥစ္စာတွေကစကိုယ်တိုင်ကိုကြရှာဖွေရတယ်အဓိကတော့ပြည်သူရဲ့အထောက်အပံ့ကနေပြီးတော့ဒါမိတီပြီးတော့ပေါ့နော်ကိုယ်တိုင်ကိုကြစူးစမ်းပြီးတော့ရှာဖွေကြရတာရှိတယ်ပြည်သူအထောက်အပံ့ကလည်းတည်တဲ့အတိုင်းပဲမျှပြီးတော့ပေးနေရတာဖြစ်တဲ့အဖွဲ့တိုင်းမပြည့်စုံနိုင်ဘူးပေါ့နော်အပြည့်တည်တဲ့အတိုင်းပဲလက်နက်ခဲယမ်းဆိုတာကလည်းတစ်ခါဝယ်ပြီးရင်တစ်သက်လုံးသုံးရတဲ့ဟာမျိုးလည်းဟုတ်မနေပြန်ဘူးပေါ့နော်ဒီလက်နက်ခဲယမ်းနေနဲ့တိုက်ပွဲဝင်ကြတဲ့အခါခဲယမ်းနေဆိုကုန်တယ်ပြန်ပြီးတော့ဖြည့်ရမယ်အဲ့အတွက်ကိုကူညီတွေထပ်ပြီးတော့ရှာကြရတယ်ပြည်သူရဲ့အထောက်ပံ့တွေတောင်းခံရတယ်ပေါ့နော်လက်နက်တွေဆိုလည်းအဲ့တိုင်းပဲပေါ့နော်အမြဲတမ်းပြစ်ခတ်တိုက်ခိုက်နေတဲ့ခါကျတော့ဒီလက်နက်ခဲယမ်းတွေကလည်းဒါပျက်စီးတာတွေယိုယွင်းတာတွေဒါမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့ဒီလက်နက်ခဲယမ်းမပြည့်စုံတာတွေပြီးရင်ပြက်တာတွေခဲယမ်းမလုံလောက်တာတွေပြီးရင်ဒါဆန်းတဲ့ရိတ်ခါမလုံလောက်တာတွေပေါ့နော်ဒါမျိုးတွေပို့ပြီးတော့များလာတယ်ပေါ့နော်ဒီလိုမျိုးတွေကာလအရှည်ကြီးဖြစ်လာတဲ့ခါကျတော့တော်လိုင်းရေးကနေပြီးတော့ထောက်ခွာသွားတဲ့ဟာမျိုးတွေလည်းရှိလာနိုင်ပါတယ်ဒါကလည်းဒါစစ်ရှုံးတာမဟုတ်ဘူးပေါ့နော်ပြောမယ်ဆိုရင်စစ်မတိုက်နိုင်တော့တာပေါ့နော်သူတို့လုံနိုင်တယ်လို့လောက်ခဲကြတယ်ဒါပေမဲ့မလုံနိုင်တော့တဲ့အခါမတက်နိုင်တော့တဲ့အခါကျတော့ဒီတော်လိုင်းရေးတွေကနေပြန်ပြီးတော့ထောက်ခွာသွားနိုင်ကြလည်းရှိတယ်ဒါလည်းရှားတယ်ပြီးတော့အဲ့လိုမျိုးထောက်ခွာသွားတိုင်းလဲစစ်ကောင်စီဘက်ကိုသွားမဲ့လို့မဟုတ်ဘူးမသွားဘူးပြတေးကြတယ်ပေါ့နော်အဲဒါကျတော့အမှောင်ဝင်တာရှားတယ်မရှိဘူးလို့ပြောရမယ်ဒီမျိုးစားလဲပေါ့နော်ပြီးတော့မိသားစုနောက်တစ်ချက်ကကြတော့မိသားစုနဲ့ပတ်သက်လို့ဖိအားပေးခံရတာရှိတယ်မိဘတွေဖမ်းခံရတာရှိတယ်မိသားစုတွေချင်းချောက်ခံရတာရှိတယ်မိသားစုကိုဒဏ်ခတ်တာတွေလည်းရှိတယ်ပေါ့နော်ဒီလိုအခြေအနေတွေကြောင့်မလို့တော်လိုင်းကြီးကနေဒါပြန်ပြီးတော့ထွက်ခွာသွားတာတွေလည်းရှိတယ်ဒါတွေကလည်းပြောမယ်ဆိုရင်တော်လိုင်းကြီးကိုဆက်မလုပ်ချင်တာမဟုတ်ဘူးသူ့ရဲ့မိသားစုကိုငှဲ့တာသူ့ရဲ့မိသားစုကိုကဲတင်ချင်တာပေါ့နော်ကိုယ့်ရဲ့မိသားစုဒုက္ခရောက်တာကိုမလိုချင်တာအဲ့တော့အဲ့လိုထွက်ခွာသွားတိုင်းလည်းစစ်ကောင်စီဘက်ကိုအမှောင်ဝင်မဲ့သူတွေမဟုတ်ဘူးပေါ့နော်ကျွန်တော်တွေ့ဘူးတယ်ဘယ်လိုမျိုးပုံစံမျိုးလဲဆိုတော့အခုလက်ရှိအချိန်ထိ PDF တပ်ဖွဲ့တွေထဲမှာတာဝန်ထမ်းဆောင်နေစေပဲဒါပေမဲ့သူတို့ရဲ့မိဘတွေသူတို့ရဲ့ဆွေမျိုးတွေသူတို့ရဲ့မိသားစုတွေကိုစစ်ကောင်စီကဖမ်းဆီးထားတယ်ချုံနှောင်ထားတယ်ချင်းချောက်တယ်ပေါ့နော်ဒီလိုမျိုးပုံစံမျိုးတွေလောက်ခံနေရတဲ့ PDF ညီကိုတွေရှိတယ်ဒါပေမဲ့လုံးဝမထန်ထန်ပဲငါတို့ဘယ်တော့မှလက်မလျှော့ဘူးအဲ့လိုပုံစံမျိုးနဲ့ဒီနေ့ဒီချိန်ဒီဆက်လက်တိုက်ပွဲဝင်နေကြတဲ့ PDF ညီကိုတွေရှိတယ်အဲ့တော့ဒီဟာတွေကိုမခံနိုင်လို့ထွက်သွားမယ်ဆိုရင်တော့မှပဲသူကဒါတော်လိုင်းကိုတစ္ဆာဖောက်သွားတာမဟုတ်ဘူးတော်လိုင်းကနေထွက်ခွာသွားတယ်ဆိုရင်တော့မှပဲစစ်ကောင်စီဘက်ကိုအမှောင်ဝင်မဲ့သူမျိုးမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီဥစ္စာကလည်းရှားတယ်ပေါ့နော်အဲ့တော့နောက်တစ်ချက်ကကျတော့ဒီစိတ်တန်ရာတွေပေါ့နော်စိတ်တန်ရာတွေကြောင့်မလို့ဒီတော်လိုင်းကနေထွက်ခွာသွားရလည်းရှိပါတယ်ဒါကကြတော့ကျွန်တော်တို့တကယ်ဒီတပ်ဖွဲ့ရင်းနဲ့တွေ့ရမြင်ရတဲ့ဟာတွေကနေပြီးတော့လည်းသိရတာလည်းရှိတယ်မင်းမျက်နှာတွေကနေပြီးတော့လည်းသိရတယ်ရှိတယ်ကိုမျက်စိရှိမှလည်းမြင်နေရဘာကြောင့်လဲဆိုတော့ဒါလူငယ်တွေဗျငယ်ရွယ်ငယ်လေးတွေပဲရှိသေးတယ်ဒီလိုမျိုးဒါနှိဋ္ဌာယုံတွေအများကြီးကိုနေ့စဉ်နဲ့မြင်တွေ့လာရတဲ့ခါကျတော့စိတ်တန်ရာတွေtrauma တွေရတယ်ပေါ့နော်အဓိကတော့ကိုယ့်ရဲ့တငယ်ချင်းကိုနဲ့အတူတူဒိုးလူပေါင်ဖက်သွားအတူတူစားအတူတူလာအတူတူဒီလိုမျိုးပုတ်ခုံးပတ်ပြီးတော့ပေါင်းတင်လာကြတဲ့တငယ်ချင်းတွေအတူတူပဲပေါ့နော်ခက်ခဲတွေကြော်ဖြတ်ခဲ့ကြတဲ့တငယ်ချင်းတွေဒီတိုက်ပွဲတွေမှာကိုယ့်ရဲ့မျက်စိရှိမှနေမယ်ကြာဆုံးသွားတဲ့ဟာတွေထိခိုက်ဒဏ်ရာရသွားတဲ့ဟာတွေပေါ့နော်နှိဋ္ဌာယုံတွေပေါ့နော်သွေးတန်ရဲရဲတွေဒါတွေကိုတွေ့ရမြင်ရတာကြာလာတဲ့ခါများလာတဲ့ခါကျတော့ခုနလိုစိတ်တန်ရာတွေရပြီးတော့မခံနိုင်တော့တဲ့ဆိုခုနလိုဒေါ်လာကြီးကနေပြန်ပြီးတော့ထွက်ခွာသွားတဲ့သူတွေလည်းရှိတယ်ဒါမျိုးတွေကိုလည်းကျွန်တော်တို့တကယ်မြင်တွေ့ခဲ့ဘူးပါတယ်နောက်ထပ်တစ်ချက်ဒါမိသားစုရှင်တန်ရက်တည်တချို့ဒါဒေါ်လာကြီးညီကိုတွေကကြတော့သူ့အိမ်မှာသူ့ရဲ့မိသားစုမှာသူကအဓိကအခရာကြတဲ့သားတစ်ယောက်ဖြစ်သမီးတစ်ယောက်ဖြစ်မှာပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီမိသားစုရှင်တန်ရက်တည်ရဲ့အတွက်ဒီတော်လိုင်းမတိုင်ခင်မှာသူတော်လိုင်းတပ်ဖွဲ့ဝင်မလုပ်ခင်မှာသူကအဓိကရှာဖွေကျွေးမွေးရတဲ့အဓိကလူမျိုးလည်းဖြစ်မှာပေါ့နော်အဲ့တော့သူကဒီမိသားစုကနေပြီးတော့ထွက်ခွာလာပြီးတော့တော်လိုင်းထဲမှာဝင်လုပ်တယ်အဲ့တော့တော်လိုင်းတပ်ဖွဲ့ဝင်ကသိတဲ့အတိုင်းပဲဘာမှဒါရပိုင်ခွင့်ဆိုတာမရှိဘူးခံစားခွင့်ဆိုတာမရှိတဲ့အခါကျတော့ဒီမိသားစုကိုပြန်ပြီးတော့ထောက်ပံ့တာတွေကြီးစုတာတွေမလုပ်ပေးနိုင်ဘူးအရင်တော့ကမိသားစုအတွက်အပြစ်မှအလုပ်လုပ်ပေးပြီးတော့ဒါမိသားစုကိုပြန်ပြီးတော့ထောက်ပံ့ပါတယ်ဆိုတဲ့သူတွေကအခု PDF တွေလာဖြစ်တဲ့အခါမှာအိမ်ကိုတပြားမှပြန်ပြီးတော့မပေးနိုင်ဘူးအိမ်ကနေပြီးတော့ပြန်ပြီးတောင်းနေရတာမျိုးတွေပဲရှိတယ်ပေါ့နော်အဲ့တော့ဒီဥစ္စာကလည်းကာလကြာလာတဲ့ခါကျတော့ဒီမိသားစုတွေမှာလည်းလိုအပ်ချက်တွေအခက်အခဲတွေအများကြီးရှိလာတယ်ဒါတွေကသူ့ပေါ်မှာဖိစီးလာတယ်ဟာသမီးရေသားရေအမေတော့ကျမကြီးမကောင်းတော့ဘူးကျမကြီးကဖောက်လာတယ်အရင်လိုဒါသမီးဝယ်ပေးတဲ့ဆေးတွေလည်းမတောက်ရတော့ဘလို့ဖြစ်လာတယ်ဒါတွေကမိသားစုရဲ့ဖိအားဘလို့မှခံစားနိုင်ကြအကြောင်းမရှိဘူးပေါ့နော်အဲအကြောင်းမလို့အဲ့လိုမျိုးအနေထားကြောင့်မလို့လဲဒါပြန်ပြီးတော့ဒါဒေါ်လာရေးတက်ကနေ
ထွက်ခွာသွားတာတွေလည်းရှိပါတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးသူတွေကလည်းစစ်ကောင်စီဘက်ကိုဝင်သွားမယ်ဆိုတဲ့ဟာမျိုးမရှိဘူးရှားတယ်နောက်တစ်ချက်ရှိတယ်အဲ့ဒါကစစ်ကောင်စီရဲ့ဝါဒဖြန့်တဲ့ဟာတွေကိုယုံကြည်တာပေါ့နော်အဲ့ဒါလည်းအရေးကြီးတယ်ယုံကြည်တဲ့နေရာမှာ PDF ကယုံကြည်တာလည်းရှိတယ်ပြီးရင်ဒါစစ်ကောင်စီနဲ့နီးစပ်ပါတယ်ဆိုတဲ့သူတို့ရဲ့ဆွေမျိုးတွေသူတို့ရဲ့မိသားစုတွေပေါ့နော်ဒီလိုလူတွေကစစ်ကောင်စီရဲ့ဝါဒဖြန့်တဲ့ဟာတွေကိုယုံပြီးတော့အယုံလွယ်ပြီးတော့ဒါ PDF တွေပေါ်မှာပြန်ပြီးတော့ဖိအားပေးတာပေါ့နော်ဖိအားပေးတဲ့ဆိုတာရဲ့ပြီးရင်ဆွဲဆောင်တာတွေစီးယုံတာတွေလုပ်တယ်ပေါ့နော်အဓိကတော့ဒါ PDF တွေရဲ့ဘဝကခက်ခဲတယ်ပင်ပန်းတယ်ကြမ်းတမ်းတယ်ပေါ့ဗျာဒီလိုဟာတွေကိုသိတဲ့ခါကျတော့သူတို့ကမင်းတို့ပြန်လာခဲ့တောထဲမှာနေမနေနဲ့မင်းတို့ကိုအပြစ်မပေးဘူးအပြစ်မပေးအောင်ငါတို့ပြောပေးမယ်ထောင်လည်းမကြဘူးအပြစ်လည်းမပေးဘူးမင်းတို့အသက်မခံရဘူးမင်းတို့ရဲ့မိသားစုကိုလည်းဘာမှမလုပ်ဘူးအဲ့လိုမျိုးပုံစံမျိုးနဲ့ဆွဲဆောင်တာမျိုးစီးယုံတာမျိုးမိသားစုကနေမှတဆင့်ပြန်ပြီးတော့ဆွဲဆောင်တာမျိုးတွေကြောင့်မလို့လဲတော်လိုင်းကြီးကနေပြန်ပြီးတော့ထွက်ခွာသွားတာမျိုးတွေလည်းရှိနိုင်ပါတယ်ပေါ့နော်အဲ့တော့ဒါတွေကလည်းတော်လိုင်းကြီးတွေကထွက်ခွာသွားစေနိုင်တဲ့အချက်တစ်ချက်ဖြစ်ပါတယ်ပြီးတော့ဒါကျွန်တော်နောက်ဆုံးတစ်ချက်အနေနဲ့ပြောချင်တာအဲ့တစ်ချက်ကကျတော့အရေးကြီးတယ်အဲ့တစ်ချက်ကပဲစစ်ကောင်စီဘက်ကိုအမှောင်ဝင်တာဖြစ်နိုင်ခြင်းအများဆုံးချက်ဖြစ်တယ်ပေါ့နော်အဲ့ဒါကပြဿနာတက်တာပါအဓိကတော့ဒါဖြစ်စဉ်တွေဖြစ်တယ်အချင်းချင်းမကြေလည်တာတွေကြောင့်မလို့ဒါအညှိုးတေးတွေထားသွားတာမျိုးတွေရှိတယ်ရပိုင်ခွင့်လုံပိုင်ခွင့်တွေကြောင့်မလို့ပြဿနာတက်တာတွေရှိတယ်ပြီးရင်ခိုက်ရန်ဖြစ်ပွားတဲ့အခါမှာစိတ်မထိန်နိုင်လို့လက်လွန်ချီလွန်ဖြစ်သွားတာမျိုးတွေပေါ့နော်အဲ့တော့ဆက်ပြီးတော့မနေရတဲ့ခါကျတော့ဒီဘက်မှာနေရေးယူခံရလိမ့်မယ်သူတို့ထောင်ချလိမ့်မယ်အပြစ်ပေးလိမ့်မယ်ဒါမျိုးပုံစံမျိုးတွေကြောက်ပြီးတော့စစ်ကောင်စီဘက်ကိုပြန်ဝင်သွားတာမျိုးတွေရှိတယ်နောက်တစ်ခုကသူနဲ့ပြဿနာတက်တဲ့သူတွေကိုအညှို့တေးထားပြီးတော့မင်းတို့ကောင်တွေကိုငါပြန်ပြီးတော့ဒုက္ခပေးပြမယ်ပေါ့နော်မင်းတို့ကောင်တွေကိုငါပြန်ပြီးတော့သတင်းပေးပြမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဝင်သွားတာမျိုးတွေရှိတယ်အဲ့ဒါကကျတော့ရည်ရွယ်ချက်ရှိနဲ့ကိုဝင်သွားတာပေါ့နော်အဓိကတော့ပြဿနာတွေတက်တယ်ဒီပြဿနာတွေကိုလက်လွန်ချေလွန်ပုံစံမျိုးတွေပြီးရင်မကြေလည်မှုတွေအညှို့တေးတွေအာဃာတတွေတည်ငါဖြစ်လာပါတယ်ဆိုတော့ဒါစိတ်ခံစားချက်ပေါ်မှာမထိန်နိုင်မဲနဲ့ကျူးလွန်မိတဲ့ပြစ်မှုတွေကြောင့်မလို့ပေါ့နော်ပြန်ပြီးတော့ဟိုဘက်ကိုရောက်သွားတဲ့သူတွေရှိတယ်အဲ့လိုဟာမျိုးတွေကကြတော့ဒါပြန်ပြီးတော့ဒုက္ခပေးနိုင်တယ်ဒါကတကယ်ဖြစ်နိုင်ခြင်းအများဆုံးအချက်ပဲဖြစ်ပါတယ်အဲ့တော့ပြန်ပြီးတော့ဒုက္ခပေးနိုင်တဲ့အဆင့်ပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်တော်လိုင်းရေးတွေကထွက်ခွာသွားသမျှ BDF တပ်ဖွဲ့တိုင်းတည်လဲဒါစစ်ကောင်စီဘက်ကိုအမှောင်ဝင်သွားတာမျိုးမဟုတ်ဘူးပေါ့နော်အဲ့တော့အကြောင်းအချက်တွေအများကြီးရှိတဲ့ထဲကမှာပေါ့နော်ဒါတစ်ချက်ပဲဒါခုနလိုဝင်သွားနိုင်ခြင်းရှိတဲ့ဟာမျိုးတွေပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်တည်သလောက်မျှဝေပေးတာပါဒါမဲ့လည်းဒီအချက်တွေပေါ့နော်အထက်ကကျွန်တော်ပြောခဲ့တဲ့အချက်တွေကိုရေရှည်မပြုတ်ပြင်မဖြည့်ဆည်းနိုင်ဘူးဆိုရင်ဒီလိုမျိုးပဲတော်လိုင်းကနေထွက်ခွာသွားတဲ့သူတွေရှိနေအောင်မယ်ပေါ့နော်ပြောမယ်ဆိုရင်ကျွန်တော်ကလူဟောင်းတွေကိုတန်ဖိုးထားရပါလိမ့်မယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီလူဟောင်းတွေကဒီလူငယ်တွေကတော်လိုင်းစပါပြီဆိုတဲ့အချိန်မှာလည်းကဘသူရဲ့တိုက်တွန်းနှိုးဆော်မှုမှမပါဘဲနဲ့ကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့အမှန်တရားဘက်ကိုရဲရဲဝံ့ရက်တည်ပြီးတော့ဒီလိုခက်ခဲတဲ့လမ်းတွေကိုရှောက်ခဲ့ကြတာဖြစ်တယ်ပေါ့နော်သူတို့တွေဆက်ပြီးတော့မတောင့်ခံနိုင်တော့လို့သူတို့အပေါ်မှာပြလာတဲ့ဖီစည်းမှုတွေကြောင့်မလို့သူတို့တွေပြန်ပြီးတော့ထွက်ခွာသွားကြတာဖြစ်တယ်ပေါ့နော်အဲအကြောင်းမလို့အဲ့လိုမျိုးတွေမဖြစ်ဖို့အတွက်ကိုကျွန်တော်တို့ဒါအကြီးပိုင်းတွေတာဝန်ရှိတဲ့သူတွေဒါဦးစီးဦးဆောင်ဥရပြုနေတဲ့သူတွေကဒါတွေကိုအချိန်မီပြင်ဆင်ဖြစ်တင်းပေးကြဖို့လိုပါတယ်ပေါ့နော်အဲ့တော့လူဟောင်းတွေကတကယ်တန်ဖိုးထားရမယ့်သူတွေဖြစ်တယ်ပြီးတော့လူသစ်တွေကိုလည်းလူဟောင်းတွေလိုမျိုးခံယူချက်စိတ်တွေခိုင်မာလာအောင်ပြုပြင်ပေးဖို့အရေးကြီးတယ်ပြီးရင်အင်အားတွေကတိုးလာရမယ်တိုးလာသမျှအင်အားတွေကလည်းအရေးသွေးတွေဖြစ်လာရမယ်ပေါ့နော်ဒါတွေကအရင်အရေးကြီးပါတယ်အဲ့တော့ကျွန်တော်တို့လူငယ်တွေကတကယ့်ကိုစိတ်အားထက်သန်တယ်ပြည်သက်တပ်ဖွဲ့တွေတကယ်စိတ်အားထက်သန်တယ်ဒီကာလပေါ့နော်ဒီ9နှစ်ပြည့်သွားပါပြီဆိုတဲ့ကာလမှာကျွန်တော်တန်ရင်မှုတယောက်နဲ့ပြောရတဲ့အချိန်မှာသူဘာပြောလဲဆိုတော့ကျွန်တော်စီကအဖွဲ့တွေပေါ့နော်တကယ်စိတ်သက်မာတယ်ဗျာတဲ့ကျွန်တော်တို့အဖွဲ့မပြည့်စုံဘူးပေါ့နော်အရန်ခက်ခဲတယ်ပေါ့နော်တခါလေရိတ်ခါရဖို့တော့မှခက်ခဲတာတွေရှိတယ်ပေါ့နော်အဲဒါကြတော့အခက်ခဲတွေအများကြီးနဲ့ပင်ပင်မန်းကြမ်းကြမ်းတမ်းတမ်းကြော်ဖြတ်နေကြတာဖြစ်တဲ့အတွက်ကျွန်တော်တို့အဖွဲ့မှာပေါ့နော်စိတ်သက်ကြတဲ့သူတွေရှိလိမ့်မယ်လို့ကျွန်တော်ထင်တာပေါ့နော်ဒီ2025နှစ်ကုန်ပြီဆိုရင်တော့တဲ့ဒီကျွန်တော်စီကိုပေါ့နော်ဒါထွက်စာတွေတင်ကြမဲ့သူတွေအများကြီးဖြစ်လာလိမ့်မယ်ဆိုပြီးကျွန်တော်တို့ထင်တာတဲ့ဒါပေမဲ့တယောက်မှထွက်စာမတင်ဘူးလေတယောက်မှလုံးဝဒီတော်လိုင်းကနေဆုံးခွာသွားမယ်ဆိုတဲ့စိတ်မျိုးမရှိဘူးပေါ့နော်ပြောချင်တာအဲ့ချိန်မှာတင်မှုကအရန်အံ့ဩရတယ်ပေါ့နော်ကျွန်တော်အရန်နဲ့အံ့ဩတယ်အရန်နဲ့လေးစားရတယ်သူ့ရဲ့အဖွဲ့ကိုသူအရန်နဲ့ချစ်သွားတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့သူလည်းဒီလိုမျိုးတင်လာမယ်ဆိုရင်သူခွင့်ပြုမိမှာပေါ့နော်ဘာကြောင့်လဲဆိုတော့သူတို့တွေအရန်ခက်ခဲနေတာကျွန်တော်လည်းသိတယ်ပေါ့နော်ဒါပေမဲ့အဲ့ဟာတော့မှပဲတပ်ဖွဲ့တွေကလုံးဝအဆုံးထိသွားမယ်ဆိုတဲ့စိတ်နဲ့ပေါ့နော်ဒီနေ့ဒီချိန်ထိသူနဲ့အတူတူရက်တီပေးနေတာဖြစ်တဲ့အတွက်သူကျေးဇူးတင်ရတယ်ဆိုတဲ့အကြောင်းပြောမယ်ဆိုရင်တော့ဒါကျွန်တော်တို့အတွက်တိုက်ပွဲဝင်နေကြပါတယ်ဆိုတော့ပြည်သက်တပ်ဖွဲ့တွေကတကယ့်ကိုစိတ်သက်ခံယူချက်ပြင်းထန်တဲ့သူတွေဖြစ်ပါတယ်ဒီလိုလူတွေဆုံးရှုံးယုံနေမှုမဖြစ်အောင်အတွက်ဒါကျွန်တော်တို့ဒါဖြည့်ဆည်းတဲ့ဟာတွေဒါဖြည့်ရှင်းပေးတဲ့ဟာတွေတောက်လျှောက်ဒါကျွန်တော်လူကြီးတွေကကြည့်ပြီးတော့တက်နိုင်တဲ့လောက်လုပ်ပေးစေချင်ပါတယ်ပေါ့နော်အဲ့တော့အချုပ်ပြောမယ်ဆိုရင်စစ်ကောင်စီရဲ့အခမ်းအနားပုံစံလုပ်ပြီးတော့ PDF အများပြားဝင်နေဆိုတဲ့ဟာကဝါဒဖြန့်တာဖြစ်ပါတယ်ဘယ်သူမှအမောင်မဝင်ဘူးပေါ့နော်အဲ့တော့ဝါဒဖြန့်တဲ့ပုံစံလည်းသိတာပါတယ်တော်တော်ကိုသိတာကျွန်တော်တို့ကဒီလိုမျိုးကြိလိုက်တာနဲ့တွေကိုသိတာပြမွေချင်းချိန်ပြနေပေါ့နော်အဲ့တော့ကျတော့ဒါမွေဖြစ်ခဲ့တဲ့ကောင်လည်းဖြစ်မှာပေါ့လေနော်အဲ့တော့ဒါကကြိလိုက်တာနဲ့သိတာစီတဲ့အချက်ပြီးတော့သူ့ရဲ့နောက်ွယ်ကအချက်တွေကခုနလိုပေါ့လေတိုင်းပြည်က agent မီသူမနိုင်တော့တဲ့ခါကျတော့ဒီဘက်ကတပ်ဖွဲ့တွေကိုစိတ်သက်ကြအောင်ဆိုတဲ့ပုံစံမျိုးနဲ့လုပ်တယ်နိုင်ငံတကာကိုသူပြကျင်တဲ့ရည်ရွယ်ချက်မျိုးတွေနဲ့ဇလန်းစင်တယ်ဆိုတဲ့ဟာကိုကျွန်တော်အခုလိုမျိုး
ဒါတက်နိုင်တဲ့လောက်တီးတဲ့လောက်လေဒါပြန်ပြီးတော့ဝေမျှပေးတာပေါ့နော်အဲ့တော့ဘာအရေးကြီးလဲဆိုတော့အခုလိုမျိုးဟာတွေကိုမသိတဲ့သူတွေကမြင်တဲ့အခါတွေ့တဲ့အခါတွေကြာရင်နားယောင်သွားတတ်တယ်တကယ်အဟုတ်ဆိုပြီးတော့ထင်သွားတတ်တယ်အားကြောင့်မလို့ကျွန်တော်အခုပြောသလိုမျိုးပေါ့နော်ပြန်ပြီးတော့ရှင်းပြပေးနိုင်မဲ့သူတွေလိုအပ်ပါတယ်ပြန်ပြီးတော့ဒါကဝါဒဖြတ်နေတာဆိုတဲ့ဟာတွေကိုပြောပြပေးနိုင်မဲ့သူတွေလိုအပ်ပါတယ်ကျွန်တော်အုံနောက်ရှိပါတယ်ဆိုတော့ဒေါ်လန်ပြည်သူတွေနဲ့ဒေါ်လန်တပ်ဖွဲ့တွေကတော့ကျွန်တော်ပြောပြစရာမလိုဘူးပေါ့နော်အေးစိပဲအကုန်သိတယ်ပေါ့နော်အဲ့တော့ဒေါ်လာရင်းဆိုတာကအရန်ခက်ခဲလုံးပါတယ်ဒါလူတိုင်းမလုံနိုင်တဲ့အလုပ်တွေလည်းဖြစ်ပါတယ်ဒီကာလအရှိကြီးမှာဒီလမ်းကြောင်းပေါ်မှာကြံနေတဲ့သူတွေအများကြီးရှိသလိုဒီလမ်းကြောင်းပေါ်တက်လာမဲ့သူတွေလည်းအများကြီးရှိအောင်ပါအဲ့တော့ဒီလမ်းကြောင်းကနေထွက်သွားတဲ့သူတွေကိုလည်းကျွန်တော်တို့အပြစ်မမြင်ကြပါနဲ့ပေါ့နော်အကြောင်းမျိုးမျိုးကြောင့်မလို့ထွက်သွားကြတယ်ခုနလိုသစ္စာဖောက်တာမျိုးမဟုတ်ဘဲနဲ့ထွက်ခွာသွားကြတဲ့သူတွေရှိပါတယ်ဒါပေမဲ့သူတို့တွေကလည်းတစ်ချိန်လုံးကသူတို့တွေရဲ့အသက်တွေခန္ဓာတွေပါယဉ်နီးပေးဆက်ပြီးတော့ဒီတော်လိုင်းမှာပါဝင်ပေးခဲ့ကြတဲ့သူတွေဖြစ်ပါတယ်သူတို့တက်နိုင်တဲ့လောက်လုပ်ခဲ့ကြတယ်ပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ပေါ့နော်တော်လိုင်းကထွက်သွားတယ်ဆိုရင်တောင်မှပဲပေါ့နော်ဒါပြစ်ဒဏ်ခတ်ဒဏ်တွေကြားတဲ့ခါကျရင်ကိုတက်ဖွဲ့တွေအတွက်စိတ်ပူတာမျိုးကိုတက်ဖွဲ့ဖြစ်ခဲ့ဘူးတဲ့သူတွေအတွက်စိုးရိမ်တာမျိုးပေါ့နော်အဲ့လိုမျိုးနားဆွေးကြတဲ့သူတွေလည်းခံစားကြတဲ့သူတွေလည်းအများကြီးရှိပါတယ်ပေါ့နော်အဲ့တော့သူတို့တွေဟာထိုက်တဲ့တန်ပေးဆက်ခဲ့ကြသူတွေဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်အတိမတ်ပြုရမှာပါပေါ့နော်